အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ laptop အဟောင်းကို SSD လဲပြီးတော့သုံးကြမယ်နော်အဲဒီ SSD လဲတဲ့ဗီဒီယိုလေးပါအဲ့တော့ကျွန်တော် laptop လေးကတော့ Lenovo ThinkPad D430 ပေါ့နော်အဲ့တော့သူက hard disk နဲ့လာတယ်ပေါ့နော်အဲ့တော့ hard disk 900 GB သူက2012ထုတ်ဆိုတော့14နှစ်ကြာပြီပေါ့နော်အဲ့တော့တန်တင်လဲသူကနှေးနေပါပြီအဲ့တော့အခု speed test ဆန်းပြမယ်ပေါ့နော်အဲ့တော့အခုကကျွန်တော်တင်ထားတာ Limit hard disk မှာ Limit တင်ထားတယ်ပေါ့နော်အဲ့တော့ဒီမှာသူ boot လုပ်ဖို့ကြာချိန်ကတော့hard disk မှာ Limit ကိုကြာချိန်ကတော့36စက္ကန့်ဝန်းကျင်ဆိုတော့နော်အဲ့တော့ကျွန်တော်လက်နှိပ်တာ2စက္ကန့်လောက်ကြာတယ်ဆိုတော့34စက္ကန့်လောက်ကြာပါတယ်အဲ့တော့ကျွန်တော်ကဒီမှာ SSD လဲမယ်ပေါ့နော်အဲ့ဒါ line ပေါ်ကမှာထားတဲ့ SSD လေးပါအဲ့ဒီ SSD ကို hard disk ညမှာပြောင်းတက်မှာဖြစ်ပါတယ်အဲ့တော့256 GB SSD လေးပါအဲ့တော့မျိုးစားကောင်းလားမကောင်းလားမသိဘူးဗျာနော်ကျွန်တော်လည်းစမ်းကြည့်ချင်လို့ဝယ်ထားတာပါအဲ့တော့အရင်ဆုံး power ရင်ပိတ်ပါမယ်အဲ့တော့ကျွန်တော်တို့ကဒီပိုင်းလေးကနေဖွင့်ပြီးတော့လဲရမှာဖြစ်ပါတယ်အဲ့သူဖွင့်စရာလည်းတစ်လုံးလေးပဲပါပါတယ်အဲ့ထဲမှာကျွန်တော်တို့ကhard disk ထည့်ထားတာဖြစ်ပါတယ်ကဲတော့ဒီနယ်လေးကိုဖွင့်မယ်အဲ့တော့သူကဖြုတ်ရတာလေးလွယ်ပါတယ်နော်အဲ့ဒီပိုင်းလေးကိုအောက်ကနေမှာပြီးဖြုတ်လိုက်အောင်ပါပဲပြီးရင် hard disk ဖြုတ်ဖို့ထဲထဲမှာသူက plastic ကြိုးလေးပါတယ်နော်သူက hard disk အိမ်နဲ့ချိတ်ထားတာအဲ့ဒါလေးကို close ထုတ်ပြီးတော့ဆွဲလိုက်ပါမယ်ဒါဆိုရင် hard disk ထွက်လာပါပြီအဲ့တော့သူအပေါ်က hard disk အိမ်ကိုဖြုတ်ရမှာပေါ့နော် hard disk ကိုထိန်းထားတဲ့အိမ်လေးကိုဖြုတ်ပြီးတော့ SSD တက်ပြီးတော့ပြန်တက်ရမှာပါအဲ့တော့သူ့မှာနှစ်လေးလုံးဖြုတ်เสียပါပါတယ်အဲ့တော့အရင်အောင်လာတော့ဘယ်လိုလုပ်ထားလဲတော့မသိဒီမှာဖြုတ်เสียနှလုံးမကျန်တော့တယ်ပေါ့နော်ကျွန်တော်လည်းဒါစက္ကန့်ပြောင်းဝယ်ထားတာဖြစ်တဲ့အတွက်အဲ့တော့အဲ့နှလုံးကိုဖြုတ်လိုက်ပါမယ်အဲ့နှလုံးကိုဖြုတ်ပြီးတော့ဒါဆိုရင် hard disk ကဖြုတ်လို့ရတော့မှာပဲဖြစ်ပါတယ်အဲ့စုစုပေါင်းပါမှာ၄လုံးပေါ့ဗျာနော်ဒီမှာနှလုံးဝင်ပါတော့တယ်ကဲဒီမှာ Seagate hard disk 900 GB ဖြစ်ပါတယ်ကဲအဲ့ဒီနေရာမှာကျွန်တော်တို့ကဆွမ်းနာဝယ်ထားတဲ့ SSD လေးကိုတက်ပြီးတော့ပြန်ပြီးတော့တက်ဆင်ပေးမှာပဲဖြစ်ပါတယ်ကဲ SSD ပြန်ပြီးတော့တက်ပါမယ်အဲ့ဒါငကိုအထိုင်နဲ့ကြာအောင်တက်ပြီးတော့ဆွမ်းနာပါတဲ့နှလုံးပြန်ချက်ပေးမှာဖြစ်ပါတယ်ဒီ SSD ကတော့ရောင်းတဲ့လူကသူက Windows 10တခါလေးတင်ပြီးသားလို့ပြောတယ်ပေါ့နော်ကျွန်တော်ကတော့ Windows 10မသုံးပါဘူးဒီနေ့မြင်ပြန်ပြီးတော့တင်မှာဖြစ်ပါတယ်ကဲကျွန်တော်တက်လိုက်တာဘယ်လိုဖြစ်သွားလဲတော့မသိဘူးမကြရလားစိုက်ပင်မကြိုက်တယ်လားတော့မသိဘူးဗျာနှက်ကတော့တစ်လုံးမတက်ရအဲ့ငိမ့်ညဖြစ်တဲ့အတွက်ကျွန်တော်လည်းဆက်ပြီးမတက်တော့ပါဘူးဒီနှက်တစ်လုံးလေးနဲ့ပဲထိန်းပြီးတော့ laptop တွေကိုပြန်ပြီးတော့တက်လိုက်ပါတော့မယ်ပြုတ်မှမကြတာဆိုအဆင်ပြေပါတယ်သူအသစ်ဆိုရင်တော့ဘေးက rubber အထိန်းနေလည်းပါတယ်နော်ဒီကတော့အရင် owner ဘလို့ပြုပြင်ထားလဲတော့မသိဘူးပေါ့နော်ကဲပြီးအမှပြန်ပြီးတော့ကျွန်တော်တို့တက်ပြီးတော့ပါပြီကဲပြီးတော့ပိတ်လေးပြန်ပြီးတော့ပိတ်ပါမယ်ကဲပြီးအဲ့ black ပြန်ထိုးပြီးတော့Windows 10ကို speed test ဆန်းကြည့်ပါမယ်ကဲတော့ SSD နဲ့ Windows 10 boot တက်တာဘယ်လောက်မြန်မလဲပေါ့ဗျာနော်တော်တော်လေးတော့မြန်ပါတယ်ကဲအဲ့တော့26စက္ကန့်ဝန်းကျင်ပဲကြာပါတယ်နော်ကျွန်တော်လက်က2စက္ကန့်လောက်နှေးသွားတယ်ဆိုတော့24စက္ကန့်လောက်ပဲကြာတယ်ပေါ့နော်အဲ့တော့ဇွန်နာနဲ့ဆိုင်တော့တော်တော်လေးမြန်သွားပါတယ်ကဲကျွန်တော်ကတော့ Limit ပြောင်းတော့မှဖြစ်တဲ့အတွက်ဒီမှာ stick ကလည်း ready ရှိပြီးသားပါနော်အရင်တခါတင်ထားတဲ့ရှိပြီးသားဆိုတော့သူ့ကိုတခါလေးတင်ပါမယ်အဲ့တော့ reboot ချပြီးတော့ F12 နေပြီးတော့ boot menu ဝင်လိုက်ပါမယ်အဲ့တော့ boot menu ရနေပြီးတော့ကျွန်တော်တို့ဇွန်နာက Limit တင်ထားတဲ့ဒီမှာ Silicon Power 60GB ဆိုစတစ်လေးကိုရွေးပေးရမှာဖြစ်ပါတယ်ဒီမှာကွန်ပျူတာမှာလည်းတက်ပြီးသားဖြစ်တဲ့အတွက် boot menu မှာပေါ်နေတာဖြစ်ပါတယ်ကဲအဲ့တော့ဒီ
install တင်တဲ့ဘိုင်းလေးတော့ကျွန်တော်ကြော်လိုက်ပါမယ်ဆက်လက်လုပ်တဲ့ဘိုင်းကတော့ကြာမှာဖြစ်တဲ့အတွက်ကြော်လိုက်ပါမယ်ကဲတင်ပြီးသွားပြီဆိုတော့တခါပြန်ပြီးတော့ speed တက်ပြန်လုပ်ကြည့်ပါမယ်ကဲဒါကတော့ Linux SSD မှာတင်ထားတာပဲဖြစ်ပါတယ်ဒီကောင်တော်တော်လေးပုံမြန်သွားပါတယ်အဲ21စက္ကန့်ဝန်းကျင်ပဲကြာပါတယ်အဲ2စက္ကန့်နှုတ်လိုက်တော့19စက္ကန့်ဝန်းကျင်ပဲကြာတော့ပါတယ်နော်အဲ SSD ကတော့တော်တော်လေးကိုတည်တာပါတယ်အားလုံးပဲကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်